အားလုံးပဲမင်္ဂလာပါမြန်မာနိုင်ငံသူမြန်မာနိုင်ငံသားအားလုံးကိုစိတ်ကြကျမ်းမာချမ်းသာကြပါစေဒီနေ့ပြောချင်တာလေးကတော့လွန်ခဲ့တဲ့နေ့ရက်ကဘုံဘုံတို့တင်လိုက်တဲ့စာလေးပေါ့အဲ့ဒီစာလေးကိုတချို့နားမလည်တဲ့ပုံကိုယ်တွေကဒီစကားစာလေးနဲ့ပေါ့ဗီဒီယိုလေးနဲ့တင်ပေးပါလို့ပြောတဲ့အတွက်ဘုံဘုံတို့ဒါဗီဒီယိုလေးနဲ့ပြန်လည်ဖြေကြားပြီးတော့တင်ပေးခြင်းဖြစ်ပါတယ်28ရက်နေ့ကဖြစ်သွားတဲ့ညီငရင်တန်ကြောင်းမှုဖျားเจ้าငံစီဒီတွေတန်ဃာတော်ရှင်သူမြတ်တွေရဲ့အသက်တွေလူတွေရဲ့အသက်တွေတရားတွေအစာအုပ်တွေလမ်းတွေပျက်စီးသွားတဲ့အတွက်လည်းအင်မတန်မှဝမ်းနဲ့ကြေကွဲမှုဖြစ်ရပါတယ်လို့ဒါလေးလည်းပြောပြရစီဒီကတော့ဓမ္မပြည်မှာဖြစ်နေတဲ့ကံဖြစ်နေတဲ့အတိုင်းအတာတွေကိုစနေတပေါင်းပေါ့လေစနေတပေါင်းကန်စာတာတွေအရာကြည့်ပြီဆိုလို့ရှိရင်တော့မြန်မာပြည်ကြီးငြိမ်းချမ်းမှုအတွက်အင်မတန်မှကိုကောင်းတဲ့အခွင့်အလမ်းတစ်ခုကိုရောက်ရှိနေပြီလို့နမိတ်တပေါင်းကြီးအရာတော့ဒီလိုပဲပြောလို့ရပါတယ်အဓိကကတော့မိမိရဲ့အရဒေတာအိုးအိမ်တွေကိုစွန့်ခွာသွားတဲ့လူတွေရဲရွာတွေစွန့်ခွာသွားတဲ့လူတွေ17လပိုင်း21ရက်2025မှာဆိုလို့ရှိရင်82ရာခိုင်နှုန်းသောအိုးအိမ်စွန့်ခွာရတဲ့လူတွေဟာကိုယ့်ရဲ့ကိုယ်ဒေတာကိုအိုးကိုအိမ်နေမှာအေးချမ်းချမ်းနဲ့နေထိုင်မှုအတွက်82ရာခိုင်နှုန်းလောက်အခြေအနေကောင်းတွေပေါ်မှာရောက်နေပါတယ်နောက်တကပြည်တွင်းစစ်ကြီးပြီးဖို့အတွက်ဆိုလို့ရှင်လည်းအင်မတန်နီးကပ်လာတဲ့အနေအထားကိုရောက်နေပါပြီလို့ဒါကန်စာတာတွေတပေါင်းတွေနမိတ်တွေရဲ့အနေအထားကိုပြောပြခြင်းဖြစ်ပါတယ်ပြည်တွင်းစစ်ကြီးပြီးဖို့ဘယ်လောက်လိုသေးသလဲလို့တချို့ကမေးပါတယ်တချို့ကမေးတဲ့အတွက်အဲ့ဒီအမေးလေးကိုလည်းအသက်နိုင်ဆုံးဖြေပြရစီပြည်တွင်းစစ်ကြီးပြီးဖို့ဆိုတာကဒီ2025အလွန်2026ခုနှစ်လပိုင်းမှာဆိုလို့ရှိရင်ပြည်တွင်းစစ်ကြီးရဲ့ဒီ85ရာခိုင်နှုန်းကတော့ပြည်တွင်းစစ်ကြီးပြီးစီးသွားပြီပြည်သူပြည်သားတွေ82ရာခိုင်နှုန်းလောက်ပြည်တွင်းစစ်ကြီး85ရာခိုင်နှုန်းလောက်ပြည်တွင်းစစ်ကြီးပြီးစီးသွားတဲ့အတွက်မြန်မာပြည်ဒီပြည်တွင်းလူနေတဲ့ပုံကိုယ်တွေအားလုံးဟာတယောက်နဲ့တယောက်ချစ်ချစ်ခင်ခင်နဲ့တယောက်ကိုတယောက်ရံမမှုပဲနဲ့အေးအေးချမ်းချမ်းနဲ့နေထိုင်ရမယ့်အနေအထားအလားအလာတွေဟာ2026ဒီခုနှစ်လပိုင်းမှာဆိုလို့ရှိရင်တော်တော်ကိုပေါ်ပေါ်လင်းလင်းထင်ထင်ရှားရှားဖြစ်လာပါပြီပျက်စီးသွားတဲ့အနေအထားတွေကိုကြည့်မယ်ဆိုရင်တော့ဝမ်းနည်းစရာကောင်းပေမဲ့ဒီတစ်ဖက်ကပြန်ပြီးတော့ကြည့်မယ်ဆိုလို့ရှိရင်တော့စီလုံးမှုတွေညီညွတ်မှုတွေတယောက်ရဲ့အသက်ကိုတယောက်